စာရန်ကအလုတ်လုတ်တဲ့အခါတကား၄ပေါက်ရှိတယ်တစ်ပေါက်ကတော့မျိုးဆက်ချိန်စာဖြစ်တယ်မျိုးရိုးကနေပါလာတဲ့အပြစ်နဲ့ချိန်ချင်းကြောင့်ကျွန်တော်တို့ live မှာစာရန်ကဆက်ပြီးအလုတ်လုတ်လို့ရတယ်နံပါတ်2ကတော့မှားယွင်းသောယုံကြည်မှုဖြစ်တယ်ကျွန်တော်တို့အလွဲတွေခံယူထားတာအလွဲတွေခံယူထားတာအဲ့အလွဲတွေကြောင့်စာရန်အခွင့်အရေးရကျွန်တော်တို့ရဲ့ယုံနာတာတွေလွဲနေလို့စာရန်အခွင့်အရေးရတကယ်တော့စာရန်ဟာလိန်ညာလှည့်ပြသူဖြစ်တယ် he is deceiver ဖြစ်တယ်သူဟာအတက်နိုင်ဆုံးလိန်မာဖြစ်တယ်အဲ့တော့အလွဲတွေကိုကျွန်တော်တို့ယုံနာတဲ့အတွက်ကျွန်တော်တို့မှာအမင်္ဂလာဖြစ်တာဒါမှားယွင်းသောယုံကြည်မှုဖြစ်တယ်လွဲပြီးယုံနာတာရှိတယ်အချို့က born again ဖြစ်ပေမဲ့ကိုငါတို့ဒီဘဝပဲမှားယွင်းတဲ့ယုံကြည်မှုဖြစ်တယ်သင်တို့ကတာမန်သူမဟုတ်ဘာဖြစ်လို့တာမန်ဘဝမှာနတ်ဆိုးကချုံနှောင်လို့ရလဲဆိုတော့မှားယွင်းတဲ့ယုံကြည်မှုကြောင့်အဲ့တော့မှားယွင်းတဲ့ယုံကြည်မှုကဘယ်ရလာလဲဆိုတော့ကျွန်တော်တို့ကြီးပြင်းခဲ့တဲ့အတိုင်းအဝိုင်းကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်အဲ့ဒီပတ်ဝန်းကျင်ကြောင့်ကျွန်တော်တို့ခုနမှားတဲ့ယုံကြည်မှုတွေကျွန်တော်ယုံလာကြတယ်တမန်ကျမ်းစာနဲ့မကိုက်တမန်ကျမ်းစာကသင်တို့ကိုမှောင်မိုက်ထဲကနေအလင်းတော်ကိုခေါ်သွင်းတော်သူတို့ခေါ်သွင်းတော်မူသောသူဂုဏ်ကျေးဇူးကိုဖော်ပြဖို့ရန်ရွေးချယ်တော်အမျိုးဖြစ်တယ်ဒီတမန်ကျမ်းစာကကျွန်တော်တို့ကိုသွန်သင်တာကဖျားသခင်ရဲ့ဘုန်းကိုထင်ရှားဖို့ရွေးချယ်ခံရတဲ့အမျိုးဒါပေမဲ့သင်ယုံနာပါလေသင်ယုံနာကနောက်တစ်မျိုးဖြစ်တယ်အဲမှားယွင်းတဲ့ယုံကြည်မှုကြောင့်လည်းနတ်ဆိုးကအခွင့်ရတယ်သင်မှားယွင်းတဲ့ယုံကြည်မှုကြောင့်သင်လည်းဝန်ခံတာဒီမှားလာတယ်နံပါတ်3ကတော့ခွင့်မလွတ်ခြင်းခွင့်မလွတ်ခြင်းဟာစာရမန်နဲ့ယုံကြည်သူတွေမှာအခွင့်အရေးယူတဲ့စာရန်ဝင်လို့ရတဲ့တကားပေါက်နောက်တစ်ချက်ဖြစ်တယ်စာရန်ကဒီခွင့်မလွတ်ခြင်းကိုယုံကြည်သူတွေမှာလေ့ကျင့်ပေးတယ် train ပေးတယ်အဲ့ဒီခွင့်မလွတ်ခြင်းအဖြစ်စာရန်အလုပ်လုပ်လို့ရတယ်အေဖက်4:26ဒီမာနက်ကဘေးချိန်မှာဝင်လို့ရလေအခွင့်မပေးနဲ့ဆိုတဲ့သဘောကကျမ်းစာဒီလိုပြောတဲ့မာနက်ကိုအခွင့်မပေးနဲ့မာနက်ကိုစီးတာမာနက်ကိုစီးတာရှိရမာနက်ကိုအခွင့်မပေးခိုင်းတာရှိအတိတ်ဘက်ကယုံကြည်သူဖြစ်လျက်နဲ့နတ်ဆိုးကအခွင့်ရတဲ့သူတွေရှိအချို့ကဒီလိုယုံနေငါတတမှာယေရှုခရစ်တော်ရှိငါတတမှာခရစ်တော်အုပ်ဆိုးတဲ့ဝိညာဉ်တော်ကျင်းဝတ်တဲ့အတွက်စာရန်ရှိအောင်မလားဒါပေမဲ့တမန်ကျမ်းစာကတော့မာနက်ကိုအခွင့်မပေးနဲ့လို့ပြောတဲ့အတွက်သင်ကယ်တင်ခြင်းရတဲ့အခါမှာစာရန်သင်ကိုထိလို့မရတော့ဒါပေမဲ့သင်အခွင့်ပေးလို့ तू ထိလို့ရတယ်အဲ့တော့ तू ထိတာကထိလို့ရလို့မဟုတ်သင်ကခွင့်ပြုပေးလို့အဲ့တော့ဒီမှာဘာပြောလဲဆိုတော့မာနက်ကဘာကြောင့်အခွင့်ရလဲဆိုတော့အမျက်ထွက်ရာတွင်အပြစ်မရှိစေနဲ့ပြီးတော့အမျက်မပြေပဲနေမဝင်စေနဲ့တတိယအဖြစ်သင်ရဲ့ဒေါသကြောင့်ကျမ်းစာထဲမှာဒေါသနဲ့ဆုံးရှုံးတဲ့လူမျိုးတစ်မျိုးရှိတယ်အဲ့ဒီဒေါသနဲ့ဆုံးရှုံးတဲ့လူမျိုးကတော့လေဝိအမျိုးဖြစ်တယ်လေဝိအမျိုးကဒေါသကြီးဖြစ်ချင်တော့လေလေဝိအမျိုးမှာဗျာအမှုတော်ဆောင်ခိုင်းလိုက်တယ်ကမ္ဘာဦးကျမ်းခန်းကြီး49အခန်းငယ်9-6ခွန်လေဝိအမျိုးရဲ့အားနည်းချက်ကဒေါသဖြစ်တယ်မောရှေကအဖေလေဝိအမေလေဝိနဲ့မွေးလာတယ်အဖေလဲလေဝိအမေလဲလေဝိအဲ့ဒီမောရှေကအဲဂုတုကနေပြီးတော့ထွက်ပြေးရတာဒေါသကြောင့်ဖြစ်တယ်လူတက်ပလိုက်တယ်ဒေါသကြောင့်လူတက်ပြီးထွက်ပြေးရတယ်တရက်မှာဘုရားကသူ့ရွေးကောက်တယ်သူကကျမ်းစာအုပ်ထဲမှာရေးတာနေမောရှေကကဘာမှာပေါ်တဲ့တဲမှာအနူးညံ့အသိမ်မွေ့ဆုံးတယ်တခါလေလဲကဘာကြီးလို့သူမြင်ပေမဲ့လည်းသူတယောက်တည်းဖြစ်နေတယ်ဘာလို့ဆိုမောရှေဟာလေဝိမျိုးကလာတာသင်ကြည့်မောရှေ deliverance ရတယ်မောရှေကလေဝိအမျိုးကလာပြီးတော့ဒေါသအမြဲတမ်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီမောရှေကိုဘုရားကအဲဂုတုကနေဣသရေလလူတွေကိုကယ်နှုတ်ဖို့အတွက်သုံးတယ်ဒါနဲ့မောရှေကအဲဂုတုကပြေးရတာဒေါသမောရှေကတောထဲမှာဣသရေလလူတွေကိုနှစ်40ဦးဆောင်ရတယ်သူခဏစိတ်ဆိုးရတယ်နောက်ဆုံးကြောက်ကိုအမိန့်ပေးပါဆိုတာကိုအမိန့်မပေးတော့လက်ပါလာပါဇက်ပဲပါမှာလက်ပါလာတယ်ဘာဖြစ်လို့ဆိုတော့ဒေါသထွက်လို့ကြောက်ကိုပါဇက်နဲ့မပြောပဲလက်နဲ့ပြောတယ်ရိုက်ပလိုက်တယ်လူမရိုက်ရလို့လားမသိဘူးကြောက်ရိုက်ပလိုက်တယ်ရေတော့ထွက်လာတယ်ဒါပေမဲ့ဘုရားသခင်ခါနန်ပြည်ပေးမဝင်တော့မောရှေကဒေါသထွက်တယ်အဲ့တော့မောရှေဟာအဖေလေဝိအမေလေဝိရလာအဲ့ဒီလေဝိအမျိုးကဒေါသနဲ့လူတက်မှုတွေနဲ့ရင်ဆိုင်ရတယ်။ဒါဆိုဒီမှာကျွန်တော်ပြောပြချင်တဲ့အရာဘာလဲဆိုတော့အမျက်ထွက်ရာတွင်အပြစ်မရှိစေနဲ့အမျက်မပြေဘဲနဲ့နေမဝင်စေနဲ့။ဘာကြောင့်လူအချို့ရဲ့ life ကလူတက်မှုတွေကြောင့်စာရန်ကထိန်းချုပ်ပြီးသူတို့ဘဝကိုထောင်ထဲမှာထည့်ထားလိုက်။သူတို့ဘဝကိုရန်ဖြစ်ပြီးအသက်ခံရတယ်။အရာအားလုံးရဲ့အားနည်းချက်ကအဓိကတစ်ချက်ကတော့အထဲထဲမှာဒေါသမထိန်းချုပ်ခြင်းခွင့်မလွတ်ခြင်းကြောင့်ဖြစ်တယ်။ဘာဖြစ်လို့ဒေါသထွက်လဲသင်ခွင့်မလွတ်လို့ဖြစ်တယ်။ဘာဖြစ်လို့လူတက်လဲသင်ခွင့်မလွတ်လို့ဖြစ်တယ်။အဲ့တော့ခွင့်မလွတ်ခြင်းကကျမ်းစာမှာမာနက်ကိုအခွင့်ပေးတယ်။ဒီခွင့်မလွတ်ခြင်းကသင်ရဲ့အနာဂတ်ကိုပျောက်ဆုံးစေ